2မှာဆိုရင် target audience ကိုတည်ဖို့ဘယ်လိုမျိုးလုပ်ရမလဲကိုက target audience ကိုမသိခင်မှာကိုဘယ်လိုမျိုး content တွေကိုရိုက်လို့ရလဲဆိုတာကို sharing လုပ်ပေးချင်ပါတယ်ပထမအဆုံးအနေနဲ့ဆိုရင် what do I know best ငါဘာကိုကောင်းကောင်းသိလဲပေါ့ဘာကိုကောင်းကောင်းသိလဲဆိုတဲ့နေရာမှာကိုကဘယ်အကြောင်းအရာတွေကိုကောင်းကောင်းသိလဲဘယ်အကြောင်းအရာတွေကိုကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်လဲဆိုတာကိုပြန်ပြီးတော့ရင်တို့ကသုံးသပ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးသုံးသပ်မှပဲကိုကဘယ် career ကိုသွားလို့ရတယ်ဆိုတာသိမှာပဲဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင် example အနေနဲ့ပြထားတာကဒီ content video တွေအနေနဲ့ရိုက်တဲ့လူတွေထဲမှာဒီ cooking ပေါ့နော်ဒီအစားအသောက်ကိုချက်ပြတဲ့လူတွေရှိတယ်နောက် technical ဘိုင်းနဲ့ပတ်သက်ပြီး sharing လုပ်ပေးတဲ့လူတွေရှိတယ်နောက်ပြီးတော့ finance ဘိုင်းနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးနေတဲ့လူလည်းရှိတယ်နောက် fashion ဘိုင်းနေဒါမှမဟုတ်ဒီပြန်ပြီးတော့တစ်ခုခုမျှဝေတဲ့ပုံစံ teaching ဘိုင်းတွေသွားတဲ့လူတွေရှိတယ်ပေါ့နော်အခုကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့ကောဒီ content ရိုက်တော့မယ်ဆိုရင်ကိုယ့်အနေနဲ့ကဘယ်အပိုင်းကိုအားတာလဲဆိုတာကိုတစ်ချက်ပြန်ပြီးတော့သုံးသပ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါမှပဲကိုယ့်ရဲ့ audience ကဘယ်အရွယ်အစားဖြစ်မှာလဲဘယ်အသက်အရွယ်ဖြစ်မှာလဲဆိုတာဝေဖန်ပိုင်းခြားဆုံးဖြတ်နိုင်မှာပေါ့နော်ဆိုတော့ကိုယ့်ရဲ့မှဒီကျွမ်းကျင်မှုကိုပြန်ပြီးတော့သုံးသပ်ပြီးတော့ဒီ content idea ရပြီဆိုရင်တော့ယမင်းတို့ကဒီ your target audience ကိုသိဖို့လိုအပ်ပါပြီကိုကဘယ် target ကိုဒီထားတာလဲပေါ့ကိုကဘယ်အရွယ်ကို knowledge sharing လုပ်မှာလဲပေါ့ဥပမာယမင်းတို့ကဒါဆိုရင်ယမင်းတို့အသက်20ကျော်အရွယ်ကို sharing လုပ်ပေးနေရဆိုရင်ယမင်းတို့ခင်မရင်းနေဒါ sharing လုပ်ပေးတဲ့ပုံစံနဲ့တွားတယ်ဥပမာအသက်30ကျော်40ဆိုရင်ဒါဦးလေးတို့တော်တို့ဒါမျိုးသုံးတယ်ပေါ့နော်ဒီစာအရေးသားမှလည်းအဲ့လိုမျိုးသုံးတယ်ပေါ့နော်ဒီစာရေးသားမှဆိုရင်ဒီကိုရင်ကျေးဖို့သုံးတာတွေရှိရယ်နောက်ပြီးတော့ခင်မရင်းနှီးဖို့သုံးတာတွေရှိရယ်ဒီပုံပြောတဲ့ပုံစံတွေ storytelling သွားတဲ့ပုံစံတွေဒါမျိုးတွေရှိရယ်ပေါ့နော်ဆိုတော့အဲ့မှာကိုယ့်ရဲ့မှာ target audience အသက်အရွယ်ကိုကြည့်ပြီးတော့ဒါမိတ်ဆွေတို့ကထည့်ပြီးတော့ဒါ contact ကိုရေးပေးရမှာပဲဖြစ်တယ်ပေါ့နော်ဒါကကြတော့ contact ကိုရေးတာပဲဖြစ်ဖြစ်ရိုက်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ target audience ကအရင်ကိုအရေးကြီးရယ်ပေါ့နော်ဆိုတော့ကိုကအရွယ်ဆုံး size ဆုံးကိုတွားပြီးတော့လေဒါ knowledge sharing တက်ပေးလို့မရအောင်ပေါ့နော်ဒီမှာဆိုရင်ကိုက you need to know who you are creation for ဆိုတာကိုကဒီဘဒူတွေအတက်ကို content တွေဖန်တီးပေးနိုင်တယ်ဆိုတာသိဖို့လိုအပ်တယ်။ဥပမာကလေးတွေအတွက်လားဒါမှမဟုတ်လူကြီးတွေအတွက်လားဒါမှမဟုတ်လူလက်ပိုင်းတွေအတွက်လားဒါကိုလည်းကိုယ်သိဖို့လိုအပ်တယ်။အဲ့ဒီမှာဆိုရင်သူတို့ရဲ့ပြဿနာတွေကဘာလဲသူတို့ပြဿနာတွေကဘာဖြစ်နေရလဲဥပမာခေါင်းဆောင်မှုဆွေးရည်လိုအပ်နေရလားဒါမှမဟုတ်လူရှိသူရှိမှစကားထွက်ပြောဖို့ကြောက်နေရလားဒါမှမဟုတ်လည်းအရှင်မတွေတက်ဆိုရင်ဒါသူတို့တက်ဟင်းချက်နည်းလိုအပ်နေရလားဒါမျိုးပေါ့နော်လုပ်ငန်းခွင်မှာဆိုရင်လုပ်ငန်းခွင်မှာပြဿနာတွေကိုဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတဲ့အကြောင်းအရာတွေကိုသိစေချင်တာလားဒါလေးတွေကိုဒါအကြောင်းအရာကတော့မတူနိုင်ဘူးပေါ့နော်ဒါပေမဲ့ကိုက writer တယောက်အနေနဲ့ပဲဖြစ်ဖြစ် creator တယောက်အနေနဲ့ပဲဖြစ်ဖြစ်ဒီရဲ့ပြဿနာတွေကိုသိမှပဲဖြေရှင်းနည်းကိုရင်တို့ကပေးလို့ရတာပေါ့နော်အဲ့ဒါမှပဲ content idea ကထွက်တာပြဿနာတစ်ခုကိုဖြေရှင်းပေးတဲ့ content မျိုးမဟုတ်ဘူးဆိုရင်တော့ဒါကိုယ့်အတွက်လည်းအကျိုးမရှိလို့ကြည့်ရတဲ့လူတွေလည်းအကျိုးမရှိဘူးဆိုတော့ပို့ပြီးတော့အကျိုးရှိဖို့ဆိုရင်တော့ဒါကြည့်ရှုတဲ့မိတ်ဆွေတွေအနေနဲ့ကကိုယ့်ရဲ့မှာ target audience ရဲ့မှာ problem တွေကိုသိဖို့လိုတယ်။ဒါဆိုရင် how can your content help them ကိုယ့်ရဲ့မှာcontent တွေကပေါ့နော်သူတို့တွေကိုဘယ်လိုမျိုးကူညီပေးနိုင်လဲ။ကိုယ့်ရဲ့မှာ content တွေက quality content ဖြစ်ဖို့ဆိုရင်ဒါသူတို့လေးတွေကိုကိုယ်ကဘယ်လိုမျိုးကူညီပေးနိုင်လဲတစ်ပတ်တစ်လန်ကနေသူတို့ကိုပြောင်းလဲသွားအောင်ဒါမှမဟုတ်အသွေးအမြင့်တွေအသက်ဖြစ်သွားအောင်ပို့ပြီးတော့ဒီဝေဖန်ပိုင်းခြားနိုင်အောင်ရမတို့ကဘယ်လိုလုပ်ပေးမလဲဆိုရင်အရာကိုစဉ်းစားဖို့လိုအပ်တယ်ပေါ့နော်အခုမှစပြီးတော့ content ရေးမဲ့လူတွေအနေနဲ့လဲဒါentertainment content အနေနဲ့ရေးရတယ်ရှိတယ်နောက် knowledge sharing ရေးရတယ်ရှိတယ်နောက် copywriting ရေးရတယ်ရှိတယ်အဲ့ဒီမှာကိုသွားတဲ့အောက်ကနေကြည့်ပြီးတော့ဒါ content ကိုဖန်တီးပြီးရေးပေးဖို့လိုအပ်တယ်ပေါ့နော်ဒါကကိုရေးတဲ့အကြောင်းအရာကနေပြီးတော့ creator တွေကပြန်ပြီးဖန်တီးရဖြစ်တဲ့အတွက်ကိုယ့်ရဲ့ target audience တွေရဲ့ပြဿနာတွေကိုယ့်ရဲ့ target audience တွေရဲ့အသက်အရွယ်တွေနောက်ဒါ copywriting ပေါ့နော် sell content ကိုရေးတော့မယ်ဆိုရင်ပို့ပြီးလို့အပ်တယ်ပေါ့နော်အဲ့ဒါကကြတော့marketing ပေါ့နော် marketing မှာဆိုရင်လည်းဒါဘယ်အပိုင်းကိုက
ဒီ research လုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေပို့ပြီးတော့ဒါကြည်ကြပြန့်ပြန့်သိဖို့လိုအပ်တယ်ပေါ့နော်ဒါဒီနေ့မှာဆိုရင်တော့ရမင်းက part 2အနေနဲ့ကိုယ့်ရဲ့ target audience တွေရဲ့အသက်အရွယ်ကိုဘယ်လိုမျိုးဝေဖန်ပိုင်းခြားရမလဲနောက်ပြီးတော့ကိုယ့်ရဲ့ my content idea ကိုဘယ်လိုထုတ်ရမလဲဆိုတာကို sharing လုပ်ပေးတာပဲဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ်သင်ခန်းစာဒီမှာကြံတွေ့ပါမယ်နော်